ကဲဘလို့လဲကျင်းနေကြရလားကဲကြည့်လိုက်အောင်ကြည့်အောင်ထူးအလွင်တို့ play ချက်နော်ဒီလားအမလေးဝမ်းတာလုံးဆိုပြီးဘလို့တွေပြောလို့ပြောအောင်မလားကိုမသိတော့ဘူး Miss Cosmo မြန်မာ2026ကတဲစုငိမ့်နော်အခုလေးတွေမဲ့သူတို့တင်ထားတာ Facebook မှာတွားကြည့်ကြအောင်နော်ထူးအလွင်ရဲ့အကောင့်မှာတကယ်ဆိုရင်ဒါမနေ့ဖက်မှာသိရမှာဒါအခုဒါတရစောပြီးတင်ပေးထားတယ် Miss Cosmo မြန်မာ2026ကတဲစုငိမ့် Oh my god ဝမ်းတာလုံးလို့ဘာပြောလို့ပြောအောင်မှန်းတော့မသိတော့ဘူး Miss Cosmo မြန်မာ2026ကိုအရင်ကိုကျင်းနေသွားပြီဒီ2026ကတော့တဲစုငိမ့်ကြီးစိုးမဲ့နှစ်ပဲမနေ့ဖက်အတွက်ဒါရေတထိတ်ထိတ်နဲ့ဒါစောင့်မျှော်နေရတာဒါအခုဒီနေ့တရက်ကြိုပြီးတော့ surprise လုပ်လိုက်တာကြောထူရလို့ Miss Cosmo 2026ကတော့တကယ်ကိုမြန်မြန်ဆိုင်ဆိုင်နဲ့ဖြစ်လာတော့မှာသိကြတယ်ပြီးရင် match လ17ရက်နေ့မှာလဲ crowning ceremony ရှိရပေါ့နော်အဲ့လိုဆိုတော့ M3 နဲ့တဲစုငိမ့်ကိုတဖန်ပြန်ပြီးတော့မတော်တို့ပြန်ပြီးတော့မြင်တွေ့ရတော့မှာပေါ့နော်မလေးပြောကြပြောလုံးလို့ပြောစရာစကားတော့မရှိတော့ကျင်းတဲ့ Miss Cosmo မြန်မာ2025အတွက်ဒီမြင့်မြတ်မိုးကိုရွေးချယ်ခဲ့တော့ကလည်းဒါထူးအလင်းကိုအရင်ကျေးဇူးတင်ခဲ့တယ်အခုဒီ2026အတွက်တဲစုငိမ့်ကိုရွေးချယ်ခဲ့တဲ့အတွက်လည်းပို့ပြီးတော့ကျေးဇူးတင်တယ်ဝါ